ခါတုန်းကတောထဲတွေတောဝက်မိခင်နဲ့တောဝက်လေးတို့နေထိုင်ကြတယ်။တနေ့တောထဲအစာရှာထွက်လာတော့တေဆုံးနေတဲ့ကြားမကြီးဘေးမှာတနာစရာကြားပေါက်လေးတစ်ကောင်ကိုတွေ့ခဲ့တယ်။တောဝက်မဟာကြားပေါက်လေးကိုခေါ်ခဲ့ပြီးသူမရဲ့နှုတ်ကိုတိုက်ကျွေးကတောဝက်လေးနဲ့အတူမွေးမြူခဲ့တယ်။တနေ့တောဝက်မကြီးအစာရှာရင်ထောင်ချောက်ထေးမိပြီးမတေဆုံးခင်မှာသားနှစ်ယောက်အားချစ်ချစ်ခင်ခင်နေပြီးတယောက်ကိုတယောက်ကူညီကြရန်မှာကြားခဲ့တယ်။ကြားပေါက်လေးနဲ့တောဝက်လေးတို့ဟာတယောက်ကိုတယောက်ချစ်ချစ်ခင်ခင်နဲ့ကြီးပြင်းလာကြတယ်။ဒါပေမဲ့အရွယ်ရောက်လာတဲ့ကြားပြိုလေးဟာကြားတို့ရဲ့တဘာဝအတိုင်းသားကောင်ကိုကိုက်ဖြစ်စားတောက်လို့စိတ်ရှိပြီးအရွယ်ရောက်ပြီးစူဖြိုးနေသောတောဝက်လေးကိုစားကျင်စိတ်ပေါ်လာခဲ့တယ်။ဒီလိုနဲ့ကောက်ချစ်တဲ့အကြံကြံစင်ခဲ့တယ်။တနေ့မနေ့ခင်းမှာကြားမတောဝက်ကိုပြောတယ်။အကိုမင်းညကငါထူးဆန်းတဲ့အိမ်မက်ကခုမှတ်တယ်လို့ပြောဆိုတာတောဝက်မှာအိမ်မက်အကြောင်းသိကျင်လို့ပြောပြရန်တောင်းဆိုခဲ့တယ်။ဒါပေမဲ့ကြားမတောဝက်ကိုငါအိမ်မက်အကြောင်းမပြောချင်ဘူး။ကြားလေဟာသူတို့ရဲ့အိမ်မက်ကိုအခြားသူကိုပြောပြရင်အိမ်မက်အတိုင်းလုပ်ရလိမ့်မယ်လို့ပြောဆိုတယ်။ဒါပေမဲ့တောဝက်ကကြားရဲ့အကြံကိုမသိတာကြောင့်အိမ်မက်အကြောင်းပြောဟုထက်ကတလဲလဲတောင်းပန်ခဲ့တယ်။ထို့ကြောင့်ကြားမှာတောဝက်ကိုငါမင်းအသားကိုစားရတယ်လို့အိမ်မက်မှတ်တယ်။ငါမင်းကိုအိမ်မက်အကိုင်းစားရလိမ့်မယ်လို့ပြောဆိုတယ်။တောဝက်ဟာအလွန်အံ့ဩထိတ်လန့်သွားခဲ့ပြီ။ကြားလေရဲ့မင်းနဲ့ငါညီကိုလဲချစ်တယ်။တငယ်ချင်းဆိုလဲဟုတ်တယ်။မင်းဒီလိုတော့မလုပ်သင့်ဘူး။ဘာဖြစ်ဖြစ်မင်းငါ့ကိုစားကျင်တယ်ဆိုရင်ငါတို့တရားသူကြီးတစ်ယောက်စီမှာမင်းငါ့ကိုစားတင်မတင်အဆုံးဖြတ်ခံယူကြတာပေါ့လို့ပြောကချင်းသင့်မင်းစီထွက်လာခဲ့ကြတယ်။ကြားမှာချင်းသင့်မင်းစီအရင်ရောက်အောင်ပြေးသွားပြီးအရှင်ချင်းသင့်မင်းတောဝက်သားကိုကြိုက်တယ်လို့ကျွန်တော်မျိုးသိရှိရပါတယ်။အခုကျွန်တော်နဲ့လာတဲ့တောဝက်ကစူဖြိုးပြီးအရသာရှိပါတယ်။အကယ်၍ချင်းသင့်မင်းကကျွန်တော်မျိုးတောဝက်ကိုစားတင်ပါတယ်လို့အဆုံးဖြတ်ပေးရင်တောဝက်ရပေါင်သားကိုအရှင်ချင်းသင့်မင်းအရင်ဆက်သားပါမယ်လို့အပေးယူလုပ်လေလေဒီလိုနဲ့တောဝက်နဲ့ကြားတော့ဟာချင်းသင့်မင်းထံမှာအကြောင်းစုံလျောက်တင်ပြီးနောက်တောဝက်ကိုကြားမှာစားတင်နေဆိုပြီးဆုံးဖြတ်လေလေတောဝက်ဟာမျောလင့်ချစ်ပြောက်ဆုံးသွားပြီးဝမ်းနည်းစွာနဲ့သူ့ကိုမစားခင်တငယ်ချင်းတွေအားနှုတ်ဆက်ခွင့်တပတ်ခန့်အချိန်ပြီးဖို့တောင်းဆိုခဲ့တယ်။ဒီလိုနဲ့တောဝက်လေးဟာဝမ်းနဲ့လိုငိုပြီးတငယ်ချင်းတွေစီထွက်လာခဲ့တယ်။တငယ်ချင်းတွေလည်းစိတ်မကောင်းယုံမှအပတောဝက်ကိုမကူညီနိုင်ကြပဲရှိလေတယ်။တနေရာရောက်တော့ပညာရှိယုံတကောင်နဲ့တွေ့၍ယုံမှာဘာကြောင့်ငိုနေသလဲဟုမေးမြန်းရာတောဝက်မှာအကြောင်းစုံရှင်းပြလေတယ်။ယုံမှာဘာမှမပူနဲ့ငါမင်းကိုကူညီမယ်ဆိုပြီးနှစ်သိမ်းခဲ့တယ်။တပတ်ပြည့်တော့တောဝက်နဲ့ယုံတို့ဟာချင်းသင့်မင်းစီလာခဲ့ကြတယ်။ချင်းသင့်မှာတောဝက်ကိုကြားကစားချင်ရောက်ပြီးမိန်တော်မူတယ်။ဒီတော့ပညာရှိယုံမှရွှေ့ကိုတက်လာပြီးချင်းသင့်မင်းကိုမီးမြန်းရာချင်းသင့်မင်းကတောဝက်ကိုဘာကြောင့်စားတင်ကြောင်းကိုရှင်းပြခဲ့တယ်။ယုံမှချင်းသင့်မင်းကိုခဏလောက်အချိန်ပေးဖို့တောင်းဆိုပြီးတရေတမောအိတ်လေတယ်။ယုံရက်ထူးဆန်းတဲ့အပြုတ်မူကြောင့်ချင်းသင့်မင်းနဲ့တကွအားလုံးသူမှာအံ့ဩ၍နေလေတယ်။ခဏကြာတော့ယုံမှကမန်းတကန်ထလာပြီးချင်းသင့်မင်းရမိဖုရားချင်းသင့်မစီပြေးကဖတ်ထားလေတယ်။ချင်းသင့်မင်းမှာဒေါသထွက်၍ယုံကိုတတ်ရန်အမိန့်ပေးလေတယ်။ယုံမှာအရှင်ချင်းသင့်မင်းကျွန်တော်မျိုးကိုအမျက်မထွက်ပါနဲ့။အခုနကျွန်တော်မျိုးအိတ်တဲ့အခါအရှင်မင်းရဲ့မိဖုရားနဲ့လက်ထက်ရသည်ဟုအိမ်မက်မြင်၍အိမ်မက်အတိုင်းလုပ်ရပါတယ်ဟုလျှောက်တင်တယ်။ချင်းသင့်မင်းကအသိယုံမဟုတ်တာတွေမပြောနဲ့မင်းအိမ်မက်မက်တာပါအထောက်ထားပြနိုင်တယ်လေမဟုတ်ကဟုတ်ကတွေလိန်ညံစင်းပြီးပြောနေတာလေလို့ပြောလေတယ်။ဒီတော့ယုံကလည်းဒါဆိုဒီကြားကလည်းတောဝက်ကိုစားကျင်လို့ကလိန်ညံစင်းပြီးအိမ်မက်မက်တယ်လို့လျှောက်တင်တာချိနိုင်ပါတယ်လို့လျှောက်တင်ကအခြားပွဲကြီးပရိသတ်တွေလည်းယုံရဲ့စကားကိုထောက်ခံကကြားကတောဝက်ရဲ့အမေကေးစုကြောင့်အသက်မသေးပေ
ကျေးဇူးခံပြီးတောဝက်ကိုစားဖို့အကောက်ကြံတဲ့အကြောင်းဝိုင်းဝန်းလျောက်တင်ကြတာချင်းတင်မင်းလည်းဘာမှမတက်နိုင်တော့တောဝက်ကိုအသက်ချမ်းသာစေခဲ့တယ်။ကြားလဲအရှက်ရပြီးအဝေးထွက်သွားကချင်းတင်မင်းလည်းလက်ပေးလက်ယူလို့ပြီးတရားမျှတစွာမစီစဉ်ခဲ့မှုကိုလည်းနောင်တရသွားတယ်